အဲ့ဒီအကြောင်းလေးကိုပြောမယ်မြန်မာစာတိုးတက်ခါစားဆိုတော့ဒီဘဲချင်းကြမှာဒီကြောက်စာတွေပေါ့နော်ရှင်းတော့ထိုးကြတယ်ကြောက်စာနဲလဲနဲတယ်နော်ဒါခေတ်မှာကြောက်စာမရှိတော့လောက်ပဲ မှန်ပါ ကျန်စစ်သားခေတ်မှာကျန်စစ်သားနန်းတီကြောက်စာက16ချက်ရှိတယ် မှန်ပါ နော်အဲ့ဒါမြန်မာစာနဲ့မထိုးနိုင်သေးဘူးမြန်မာစာအဲ့လိုပြည့်ပြည့်စုံစုံမရေးနိုင်ဘူးမွန်ဘာသာနဲ့ရေးရတာကျန်စစ်သားနန်းတီကြောက်စာမွန်ဘာသာနဲ့ရေးထားတာ ဟာ ဒါကြောင့်အဲ့ဒီမြန်မာစာမတိုးတက်ခင်တည်းကမွန်ဘာသာကကောင်းကောင်းရတဲ့လုပ်လို့ရပြီစာရေးစာကုန်းလုပ်လို့ရပြီနော်လုပ်ကြအဲ့ဒါမွန်စာနဲ့ရေးတာနောက်ကြမှာနော်ကျစစ်သားပြီးတဲ့နောက်အစစ်စစ်မင်းနေပြောင်းတော့နရပတိစီသူမင်းလက်ထက်ကြမှာမြန်မာစာကတူတူတန်တန်ရေးနိုင်တာအဲ့ဒီရှေ့မတိုင်ခင်ကမြစီတီကြောက်စာကိုကြည့်နော်ပါဠိလည်းသုံးရတယ်မွန်မြန်မာပြူဘာကြောင့်လဲမြန်မာတစ်ခုတည်းနဲ့လုံလောက်အောင်ရေးဖို့တော်တော်ခက်တယ် ဆရာပြူစာပျောက်သွားပြီ ပျောက်သွားပြီ အာ ပျောက်တဲ့ဆိုတော့ပေါ်ပါတယ်မတုံးတော့တာခဏကျွန်တော်မိတ်ဆွေဆရာကြီးဦးစိတ်မင်းတို့ဆိုပြူစာကိုကောင်းကောင်းရေးနိုင်တယ် အာ နော်ပြူတယောက်နီးပါးပေါ့လေဟိုတယောက်လားဟိုပြူခက်လောက်တော့ရေးနိုင်ပြီနိုင် ဆရာရခိုင်ရော ရခိုင်လည်းရှိတယ်လीမပျောက်ပါဘူးရခိုင်လည်းရှိတာပဲ ရခိုင်စာလည်း ရှိတယ်အကုန်ရှိတာပဲမွန်လည်းရှိတာပဲ ရှိတယ်ပြူလည်းရှိတယ် အားလုံးပြူလည်းရှိတာပဲ ရှားလည်းရှိတယ် အားလုံးရှိတယ်ကျွန်တော်အဲ့ဒါတွေကတတ်တတ်ရေးထားတယ်